こんにちは皆さんအခန်း15လောက်နဲ့ရေးလို့ရတဲ့စာကြောင်းလေးတွေကိုတူတူကြည့်သွားရအောင်เนาะနံပါတ်1မှာကြတော့ကျွန်တော်တို့အခုမိဘတွေနဲ့တွေ့ချင်တယ်တဲ့အခုဆိုတော့ကျွန်တော်တို့ကြည့်ကြမယ်အခုဆိုတော့ e เนาะ e မှာပေါ့เนาะ e မှာเนาะ e မှာမိဘတွေနဲ့တွေ့ချင်တယ်မိဘဆိုတော့ကျွန်တော်ဘယ်လိုခေါ်လဲလျောရှင်ပေါ့เนาะလျောရှင်နဲ့ဆိုတော့တွေ့သည်เนาะ particle သူကနိနဲ့ပဲသုံးတယ်เนาะ particle ကြောရှိရเนาะမိဘတွေနဲ့တွေ့ချင်တယ် email လျောရှင်နိတွေ့ချင်တယ်ဆိုတော့စီမစe တွေ့ချင်တယ် dai des email လျောရှင်နိ I dai des เนาะအခုမိဘတွေနဲ့တွေ့ချင်တယ်ကဲတော့နံပါတ်2မှာကကြတော့ကျွန်တော်တို့ခင်ဆန်ကနေလေစာစားနေပါတယ်ဟောခင်ဆန်ဆိုတော့ခင်ဆန်ပေါ့เนาะခင်ဆန်အဲ့တော့ခင်ဆန်ဟာနေလေစာစားနေတယ်ခင်ဆန်ဝါပေါ့เนาะခင်ဆန်ဟာနေလေစာ he ru go ha ပေါ့เนาะ go ha ခင်ဆန်ဝါ he ru go ha ကိုဆိုတော့ o စားနေတယ်နေရဆိုတော့ ਨੇ တရာလေးကတေးမှာစလေเนาะစားနေတယ်သာဘေနေတယ်ဆိုတော့တေးမှာနော်ခင်ဆန်ဝဟီဒူကောဟန်ကိုထားပေးတည်မှာခင်ဆန်နေလက်စာစားနေပါတယ်အဲ့တော့နံပါတ်3မှာကျတော့ဆရာကြီးမနေ့ပြန်နားလို့ရမလားခင်ဗျာတဲ့ဆရာကြီးဆိုတော့ကျွန်တော်ဆန်းဆဲပေါ့နော်ဟုတ်ဆန်းဆဲနော်ကော်မလေးနဲ့ကုတ်လိုက်မယ်ဆန်းဆဲမနေ့ပြန်နားလို့ရလားအာရှိတာနာယူမယ်ဆိုတော့ယာဆူမီမတ်နော်ယာဆူမီမတ်ဆိုတော့ကျွန်တော်တက်ခေပြောင်းတော့ယာစွန်တဲ့တရာလေးကယာစွန်တဲ့မို့いいですかの休んでもいいですかの先生明日休んでもいいですかအမနဲ့ပြန်နားလို့ရပါသလားခင်ဗျာဆိုပြီးပြောတာကဲတော့နံပါတ်4မှာကျတော့အားတော့နာပြီမယ်အဘိဓာန်လေးငှားပေးပါအားတော့နာပြီမယ်ဆိုတော့ကျွန်တော်ဗာလေးလေဆူမီမာဆန်ကပါနော်ဆူမီမာဆန်ကနော်ဆူမီမာဆန်ကဘာကြောင့်လဲကျွန်တော်ဘာဝင်လေးကုတ်မယ်ကော်မလေးကုတ်မယ်စမီမဆန်ကအဘိဓာန်ဆိုတော့ကျွန်တော်ဗာလဲ G လျှော့နော် G လျှော့အဘိဓာန်လေးငါပေးပါ G လျှော့ O ငါပေးတယ်ဗာလဲခါရှိမတ်နော်ခါရှိတဲ့ခုဒါဆိုင်ပေါ့နော်ခုဒါဆိုင်စမီမဆန်က G လျှော့ခါရှိတဲ့ကဒါဆိုင်အာရနာပေးမယ်အဘိဓာန်လေးငါပေးပါကဲတော့နောက်တစ်ခုကျွန်တော်တို့ဆက်သွားမယ်ဆေးရုံမှာအရက်တောက်လို့မရအောင်ဆေးရုံမှာလှုပ်ရှားမှုဖြစ်တဲ့ကြောင့်ကျွန်တော်ဒဲနဲ့သုံးပါမယ်เนาะဒီမှာဘိုးရင်ပေါ့เนาะဘိုးရင်เนาะဘိုးရင်မှာဆိုတော့ဒဲเนาะတောက်တီးကလှုပ်ရှားမှု action ဖြစ်တယ်အဲ့တော့ဘိုးရင်တဲ့အရက်ဆိုတော့ osake နဲ့ osake အရက်ကိုဆိုတော့ osake အိုတောက်လို့မရဘူးတောက်တီးက non ဒေဝလို့တော့မရဘူးဆိုတော့ e kမာဆက်နဲ့ပြောရင်တဲ့ osake ကို non တဲ့ဝါ ek မာဆက်အဆေးုံမှာရက်တောက်လို့မရပါဘူးကဲတော့နံပါတ်6ကျတော့မိသားစုကအခုဘယ်မှာနေပါသလဲမိသားစုဆိုတော့ကျွန်တော်တို့ kazoku ပေါ့နော် kazoku နော် kazoku ဟာဆိုတော့ဝါပေါ့နော် kazoku ကအခုဆိုတော့ ima kazoku က ima ဘယ်နေရာမှာဆိုတော့ကျွန်တော်တို့ဒိုကိုเนาะဒိုကိုသူကတည်ရှိမှုပြတာဖြစ်တဲ့ကြောင့်ပါတီကယ်ဒီမှာနှိသုံးမယ်เนาะခါဇုကူကဒီမှာဒိုကိုနီနေထိုင်ပါသလဲကျွန်တော်ဆူမီမာဆိုတော့ဆွန်ဒေအီမတ်စကာပေါ့เนาะခါဇုကူကဒီမှာဒိုကိုနီဆွန်ဒေအီမတ်စကာမိသားစုကအခုဘယ်မှာနေပါသလဲเนาะတည်ရှိမှုပြတဲ့ကြောင့်ပါတီကယ်နီနဲ့သုံးတယ်ကျွန်တော်နံပါတ်5မှာကျတော့လှုပ်ရှားမှုเนาะရက်တောက်တယ်ဆိုတော့လှုပ်ရှားမှုပြတဲ့ကြောင့်ဒဲနဲ့သုံးတယ်เนาะအဲ့တော့နံပါတ်9မှာကျတော့အခုဘာကိုလိုချင်ဆုံးပါလဲအခုဆိုတော့ ima ပေါ့နော် ima ဘာကိုဆိုတော့ကျွန်တော်တို့နာနီကိုဆိုတော့ ga ပေါ့နော်နာနီကလိုချင်ဆုံးလဲဆိုတော့ကျွန်တော်အခန်း73ရဲဆိုတော့နောက်မှာ ichiban ပေါ့ဗျာနာနီက ichiban နော်နာနီက ichiban လိုချင်တော့က ho shi နော် ho shiနော်ဖြစ်ပါတယ်လဲဆိုတော့ this ကပေါ့နော်ဒီမှာနာနီက一番欲しいですかအခုဘာကိုလိုချင်ဆုံးပါလဲကဲဒီလောက်ဆိုရင်တော့အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ် like and follow လေးလုပ်ပေးခဲ့ကြပါခင်ဗျာ